ဒီကနေ့2026ခုနှစ် April 17ရက်နေ့အတွက်ကမ္ဘာထိပ်တန်းသတင်းအကျဉ်းချုပ်တင်ဆက်မှုကနေကြိုးဆိုပါရယ်ကမ္ဘာနိုင်ငံရဲ့ဇက်ခုံပေါ်ကအရေးပါတဲ့အပြောင်းလဲလေနီးပညာလောကရဲ့ခုံပြန်ကျော်လွှားမှုတွေနဲ့ပဋိပက္ခဒေတာတွေကနောက်ဆုံးအခြေအနေတွေကိုအတူတကွလေးလာကြည့်ကြပါစို့ကဲပထမဆုံးအနေနဲ့အရှေ့လေပံကိုပိတ်တန်းသွားလိုက်ကြရအောင်ပါAmerican Israel နဲ့ Iran ကြားကအခြေအနေတွေဟာအဆင့်တစ်ခုကိုရောက်လာပြီးတော်တော်လေးရှုပ်ထွေးနေပါတယ်အခြေအနေကတော့ချိန်ခွင်ရလိုပါပဲတစ်ဖက်မှာ American က Iran စိတ်ကမ်းတွေကိုရေတက်နဲ့ပိတ်ဆို့ထားတုံးမယ်Iran ကလည်း uranium တန့်စင်ရေးကိစ္စဟာသူတို့အတွက် no-go area လို့အတိအလင်းပြောထားတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ Hormuz ရေလက်ကြားကနေကုန်သွယ်တင်ပေါ်တစီကိုပထမဆုံးအချိန်ဖြတ်ခွင့်ပေးလိုက်တယ်ဒီသတင်းလေးတစ်ခုကြောင့်ကမ္ဘာရေနံဈေးတွေကတိတိတတ်တာကိုကျဆင်းသွားတော့တာပဲဒီလိုအခြေအနေမျိုးမှာအစိုးရထိပ်တန်းတာဝန်ရှိသူတွေရဲ့ပြောစကားတွေကအရန်ရေးကြီးလာပါတယ်။ American စစ်ဝန်ကြီးကအီရန်အစိုးရအသစ်ကိုပညာရှိရွေးချယ်ပါဆိုပြီးပြင်းပြင်းထန်ထန်တတိပေးလိုက်တယ်။အင်ကြီးချင်းလက်ဘနွန်မှာတော့သမ္မတကအစ္စရေးနဲ့ရထားတဲ့အဖြစ်ခတ်ရစရေးကိုအဆင့်သစ်လို့သုံးနှုန်းပြီးကြိုဆိုလိုက်ပါတယ်။အခုရှေ့တောင်အာရှဘက်ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါ။မြန်မာနိုင်ငံမှာတော့ဘယ်သူမှမထင်မှတ်ထားတဲ့အဖြစ်အပျက်တွေပေါ်လာပါတယ်။မြန်မာနှစ်တဲ့ကူကာလမှာလူငင်းချမ်းသာခွင့်အနေနဲ့အကျဉ်းသား4000ကာလကျော်ကိုပြန်လွတ်ပေးခဲ့ပါတယ်။အဲ့ဒီထဲမှာတော်တော်လေးထင်ရှားပုဂ္ဂိုလ်တို့လည်းပါဝင်လာခဲ့ပါတယ်။ဟုတ်ပါရဲ့2021ခုနှစ်ကတည်းကထိန်းသိမ်းခံထားရတဲ့သမ္မတဟောင်းဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာပါပြီ။ဒါပေမဲ့နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်ကတော့သူ့ရဲ့မူလထောင်ဒဏ်20ခုနှစ်ခနဲ့4နှစ်ခွဲလျှော့ချပေးခဲ့ပေမဲ့နေအိမ်ကျဲချုံနဲ့ပဲဆက်ရှိနေတော့ပါ။ဒီညမှာစိတ်ဝင်စားစရာကောင်းတာကနိုင်ငံတကာရဲ့တုံ့ပြန်ဖို့ပဲကုလသမဂ္ဂကတော့သမရအဝင်မြင့်လွတ်လာတာကိုကြိုးဆိုတယ်။ဒါပေမဲ့သူတို့ရဲ့တကယ်တောင်းဆိုချက်ကနိုင်ငံရေးကျင်းထအားလုံးကိုချွင်းချက်မရှိချက်ချင်းလွတ်ပေးဖို့ပါ။ဆိုတော့ဒီလိုရက်ကကောင်းပေမဲ့လုံလောက်ပြီလားမလုံလောက်ပေဘူးဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းလင်းပါလိုက်တာပါပဲ။ကဲအခုတော့တနေရာမှာစမီးတွေတောင်းလောင်နေချင်းတခြားတနေရာကနေငင်းချိုင်းရဲ့အတွက်အားကောင်းမောင်းတန်တောင်းဆိုတန်ထွက်ပေါ်လာရဲ့အကြောင်းအရာကိုဆက်ကြည့်ကြရအောင်ပါ။ယူကရိန်းမှာတော့ခဏတာအီစတာဘွဲတော့အပက်ခတ်ရက်ရေးလာတော့လုံးဝပစ်စီးသွားပါပြီ။အပိရက်ကာလာကုန်သွားပြီးနိုင်ပါရဲ့ကြာမှာပဲယူရှာဘက်ကဒရုန်းတွေဒုံးကြီးတွေအလုံး100နီးပါးနဲ့ညာတွင်းချင်းအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအာဖရိကတိုက်ကင်မရွန်နိုင်ငံကိုရောက်ရှိနေတဲ့ပေါ်ရမင်းကြီးကကဘာကြီးကိုဖျက်ဆီးနေတဲ့အာဏာရှင်တွေကိုရှုတ်ချတယ်။ဘာသာရေးကိုစီးရဲနိုင်ရေးအတာအတုံးချတာကိုလည်းတတိပေးတယ်လို့မိန့်ကြားလိုက်ပါတယ်။လေးလာသူတွေကတော့ဒါဟာအမေရိကန်အီရန်ပတ်တိပခါကိုတွယ်ဝရည်ညွှန်းလိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ဘာသာရေးနဲ့ပတ်သက်လို့စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တစ်ခုလည်းထပ်ပေါ်လာပါတယ်။ Pew Research ရဲ့အစီရင်ခံစာတဲ့အရဗုဒ္ဓဘာသာဟာသူ့ရဲ့အဓိကအခြေစိုက်ရာအရှိအာရှဒေသမှာလူဦးရေကျဆင်းမှုကိုရင်ဆိုင်နေရတဲ့တစ်ခုတည်းသောကမ္ဘာအဓိကဘာသာတရားဖြစ်လာတယ်လို့ဆိုပါတယ်။အခု American ပြည်ထောင်စုပြည်တွင်းရေးကိုတစ်ချက်ကြည့်ရအောင်ပါ။သူတို့ရဲ့စစ်ပတ်ဆိုင်ရာအဖွဲ့အစည်းတွေကတော့ပြည်တွင်းမှာဖိအားတွေတော်တော်များနေပါတယ်။ဟုတ်ပါရဲ့။အဲဒီကအချက်ကတော့အမျိုးသားအဆောင်သက် National Guard ဟာအီရန်ကိစ္စတွေရောပြည်တွင်းရေးပေါ်ချင်းတွေရောတပြိုင်တည်းကိုင်တွယ်နေရလို့အင်အားအရေးချင်းနေပါပြီ။ဒါကြောင့်ရန်ပုံငွေအရေးကြီးလိုအပ်နေတယ်လို့လွတ်တော်မှာတင်ပြထားရတယ်။တစ်ဖက်မှာလည်းအာဖရိကန်နစ္စတန်ကနေဆောက်ခွာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်ပတ်ခေါင်းဆောင်တွေစစ်ဆေးမေးမြန်းခံနေရပါရဲ့။ကဲကမ္ဘာနိုင်ငံရေးနဲ့စစ်ရေးကိစ္စတွေနဲ့ခဏခွာပြီးကျွန်တော်တို့ရဲ့အနာဂတ်ကိုအရှိန်အဟုန်နဲ့ပြောင်းလဲပစ်မဲ့နည်းပညာလောကရဲ့ကြီးမားတဲ့ခုံပြန်ကျော်လွှားမှုတွေဘက်ကိုတွားလိုက်ကြအောင်ပါ။နေပညာကုမ္ပဏီကြီး NVIDIA က iSync ဆိုတဲ့ AI model တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရရင်ဒါဟာအနာဂတ်ရဲ့ super computer တွေဖြစ်တဲ့ quantum computer ရဲ့အကြီးဆုံးပြဿနာဖြစ်တဲ့တွက်ချက်မှုအမားယွင်းတွေကိုပြင်းပြနိုင်မှာပါ။ဒီလိုအမားပြင်ဆင်နိုင်စွမ်းက quantum နည်းပညာအတွက်ကြီးမားတဲ့ခြေလှမ်းသစ်ဖြစ်တာကြောင့်နည်းပညာ stock share တွေကတော့ဒုံးပြန်လို့ထိုးတက်သွားတော့တာပါတယ်။ဆေးပညာလောကမှာလည်း AI ကတကယ့်ကိုအတက်ကဲသမားဖြစ်လာပါပြီ။ University of Michigan မှာထိထွင်လိုက်တဲ့စနစ်တစ်ခုကရှုပ်ထွေးတဲ့ဥနောင် MRI scan တွေကိုစက္ကန့်ပိုင်းအတွင်းခွဲခြမ်းစစ်ဖြာနိုင်ပြီးအသက်အန္တရာယ်ရှိတဲ့ရေးပေါ်အခြေအနေဆိုရင်ဆရာဝန်တွေစီချက်ချင်းအချက်ပေးနိုင်နေပါပြီ။အနာဂတ်နည်းပညာတွေပြီးရင်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ PC တွေမှာလည်းသတင်းတွေရှိပါတယ်။ Apple Watch အသက်တော့သတင်းကောင်းပါပြီ။ American မှာရောင်းချခွင့်ပိတ်ပင်ခံရမယ့်အရေးခနဲ့လွတ်မြောက်သွားပါပြီ။ဒါပေမဲ့ Samsung Galaxy Watch သုံးစွဲသူတချို့ကတော့နောက်ဆုံးထွက် software update ကြောင့် battery အရန်ကုန်တွေပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဒီတော့နိုင်ငံရေးတင်းမာမှုတွေမမျှော်လင့်ထားတဲ့နိုင်ငံရေးအပြောင်းလဲတွေနဲ့နီးပညာရဲ့အရှိန်အဟုန်တွေတိုးတက်မှုတွေကြားမှာဒီနေ့ကျွန်တော်တို့ကြားသိခဲ့ရတဲ့သတင်းတွေကမနေ့ဖြန်မှာပိုမိုတည်ငြိမ်ရဲ့ကဘာကြီးကိုဦးတည်နေသလားဒါမှမဟုတ်
ပိုမိုရှုပ်ထွေးတဲ့အနာဂတ်ကိုအရေးပြနေသလားဆိုတာကတော့ဆက်ပြီးစဉ်းစားကြစောင့်ကြည့်ကြပါပဲ